Mobile Legends နဲ့ Street Fighter collaboration စက်ကင်တွေမကြခင်မှာတော့ရှိအောင်မယ်ဆိုကောင်းကြီးတီးပြီးသွားပြီလားမသိသေးဘူးဆိုတော့ video လေးကိုဆုံးလေး share ချိုးလိုက်တော့ easy လေးဟဲ့မယ် let's go ကောင်းကြီးကျွန်တော်အားလုံးတွေးမြင်နေကြရတော့မကြခင်မှာအသစ်ထွားရှိလာမယ်ကျွန်တော် Street Fighter နဲ့ Mobile Legends collaboration event ပုံစံအသစ်ပဲဖြစ်ပါတယ်ဒီ event မှာတော့ကျွန်တော်တို့စက်ကင်၄ခုအထိပါဝင်လာမယ်ဗျ Street Fighter တွေကကန်ကတော့ချောင်ရဲ့စက်ကင်အနေနဲ့ထွားရှိလာမယ်တော်တော်လေးမိုင်းမယ်လို့ထင်တယ်ဗျကီလန်းစားနဲ့ဂိုင်းကတော့ကျွန်တော်ဒီရောရဲ့စက်ကင်အနေနဲ့ထွားရှိလာမယ်ဆက်စီကြကြလေးနဲ့အသေးချမ်းမဲ့ချမ်းလီကတော့ကျွန်တော်တို့ Gonavia ရဲ့စက်ကင်အနေနဲ့ထွားရှိလာမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ Ryu ကတော့ကျွန်တော်တို့ Pagrido ရဲ့စက်ကင်အနေနဲ့ထွားရှိလာမယ်အတန်တော်လေးမှာသွားရင် sorry ပါခင်ဗျာဒီ Street Fighter collaboration event ကတခြား event အနေနဲ့မတူဘဲနဲ့ကျွန်တော်တို့ရောင်းချဲစက်ကင်တွေပါတခါလေးထွားရှိလာမှာပဲဖြစ်ပါတယ်ဘာသာလို့မြင်တဲ့အတိုင်းပဲစက်ကင်၄ခုလုံးရဲ့ရောင်းချဲစက်ကင်တွေပါထွားရှိလာမယ် price pool ရဲ့တစ်ချက်ဝင်ကြည့်မယ်ဆိုရင်ဘာသာလို့မြင်တဲ့အတိုင်းပဲအဲ့စက်ကင်၄កောင်ပဲပါမယ်ဗျာတခြားဘာစက်ကင်မှတော့ပါမှာမဟုတ်ဘူးဒါပေမဲ့ recovery ဘောင်းတွေကတော့ပါဝင်လာမယ်ဗျာ event show တွေကိုတစ်ချက်ဝင်ကြည့်မယ်ဆိုရင်စက်ကင်တစ်ကောင်ကို coin 1200နဲ့လဲလို့ရမယ်ဗျာစက်ကင်ကတော့၄កောင်ရှိတယ် brother တို့အနေနဲ့ဘယ်စက်ကင်ကိုယူခြင်းလဲဆိုတော့ကိုယ်မှာတစ်ချက်လောက်မှန်းခဲ့လိုက် okay လားပြီးပြီဆိုတာနဲ့ coin 200ထပ်သုံးပြီးတော့ကျွန်တော်ရောင်းချင်စက်ကင်တွေကိုပါတစ်ခါလဲယူလို့ရမယ်ကျွန်တော်ကတော့အကုန်လုံးကိုယူမယ်ဗျစက်ကင်ကုန်တော့တော်တော်လေးကိုမိုက်တယ်ထုံးစံအတိုင်းပဲကျွန်တော်တငယ်ချင်းတွေကိုလည်းဒီစက်ကင်တွေကို gift ပေးလို့ရမှာကတော်တော်လေးမိုက်တယ်ဒါပေမဲ့ရောင်းချင်စက်ကင်တွေကိုတော့ gift ပေးလို့ရမှာမဟုတ်ဘူးဗျဒီ event မှာက one draw ကို diamond 50ကုန်မယ် daily discount ရှိမယ်ဆိုရင်25တုံးပဲကုန်မယ်ဒါပေမဲ့ brother နဲ့ 10 draw လဲမယ်ဆိုရင် diamond 900တိပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ event ကပုံမှန်လာနေကြ event အတိုင်းပဲလို့ပြောရမယ်ဗျ Street Fighter collaboration စက်ကင်တွေကိုစမ်းပြီးတော့ဖောက်ကြည့်လိုက်အောင်ကျွန်တော်1 Rolly ရင်ဆုံးစမ်းပြီးတော့လှည့်မယ်ကောင်းလို့ let's go animation လေးချက် show okay now can okay wait ဒီနေ့တိုင်းမဲ့ကျွန်တော် animation ကတော့သူတို့၄កောင်လုံးကိုအသုံးပြုပြီးတော့ animation တစ်ခုအနေနဲ့လောက်သွားတာ sorry တော့မစိုးဘူးပြောရမယ်ပေါ့နော်နောက်တစ်ခါတော့ကျွန်တော်ထပ်ဖောက်ကြည့်မယ်ဗျရုပ်ဒီနေ့တိုင်းမဲ့ကျွန်တော်ဒီ character တွေကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့animation ကိုဖန်တီးသွားတာဆိုတော့စကားအများကြီးတော့ပြောစရာမရှိဘူးဆိုတော့ဒီ event ကဘယ်တော့လာမလဲလို့သတင်းထွက်နေလဲဆိုတော့ကျွန်တော်ဒီ July လားမသိဘူးပေါ့နော်ဒါပေမဲ့မြင်တဲ့အတိုင်းပဲ advance ဆောက်ရမှာပဲဒီ event ကရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မကြခင်မှာပြောင်းလဲသွားနိုင်တယ်ပြောချင်တာနောက်လာမှာထွက်မယ်ဆိုပေမဲ့လည်းရွှေ့သွားနိုင်တယ်လို့ကျွန်တော်ပြောချင်တာပါဆိုတော့အတီမတ်လို့တော့မရသေးဘူးပေါ့နော် brother တို့ဒီ Street Fighter collaboration event မှာဘယ်စက်ကင်ကိုအကြိုက်ဆုံးလဲဆိုတော့ကုန်းမမှာတစ်ချက်လောက်မှန်းငယ်ကျွန်တော်ကတော့ K ဆောက်ရန်လမ်းနဲ့ဒီရိုးရဲ့စက်ကင်ဂိုင်းစက်ကင်ကိုအကြိုက်ဆုံးပဲလို့ပြောရမယ်ဗျာဘာလို့လဲဆိုတော့သူ့ရဲ့ K ကဆောက်ရန်လမ်းနဲ့ချားလူနဲ့လုံးဝမတူဘူးပြီးဆိုတော့ဒုတိယအကြိုက်ဆုံးကကျွန်တော်အနေနဲ့ Gonavia ကိုတော်လေးကြိုက်တယ်ဆက်စီလဲကြတယ်လုံးဝကျန်းလဲကျန်းမဲ့ပုံစံအဲ့ဒါမျိုးလေးကိုကြိုက်တယ်ကျွန်တော် brother တို့ရောဘယ်စက်ကင်ကိုအကြိုက်ဆုံးလဲဘယ်စက်ကင်ကိုကျွန်တော်ကြီးက okay လားကောင်းကြီး